naga shi tare post go naga shi tara go no to myaga share ကြတယ်ကျွန်တော်စီကိုလည်းလာပို့ကြတယ်ပေါ့ဆိုတော့အဲ့ဒါနဲ့ကျွန်တော်ဒီစကားကိုပြောပြမယ်ဆိုရင်ဒီစကားကိုကျွန်တော်ပြောပြဖို့ဆုံးဖြတ်လိုက်တယ်အချက်၃ချက်ပြောမယ်မတစ်ချက်ကပြည်သူဘောသစ္စာရှိမှုနောက်နှစ်ချက်ကကြတော့ institution ဆိုင်ရာအရေးကြီးတဲ့ယူဆချက်တစ်ခုနောက်တော့ပြည်သူဘောမှာသစ္စာရှိမှုဆိုတဲ့အကြောင်းကိုအရှင်ပြောပြမယ်တော်လှန်ရေးတစ်ခုမှာအဲ့ဒီတော်လှန်ရေးကိုအောင်နိုင်ခြင်းလို့ရှိရင်ပြည်သူအပေါ်မှာသစ္စာရှိရတယ်ဆိုတော့ပြည်သူအပေါ်မှာသစ္စာရှိဖို့ပြောရင်ပြည်သူတွေကဘယ်ပြည်သူလဲနော်ပြည်သူတွေမှာလည်းသဘောထားကိုယ်လဲမှုတွေရှိတယ်ရှိတယ်နော်ဒါကလည်းသဘာဝပဲအဲ့တော့ပြည်သူအပေါ်မှာသစ္စာရှိမှုလို့ပြောလို့ရှိရင်တော်လှန်ရေးဥဆောင်အဖွဲ့အစည်းတော်လှန်ရေးဥဆောင် institution ကိုသစ္စာရှိမှုကိုဆိုလိုတာဖြစ်တယ်ပြည်သူကိုအဲ့တော်လှန်ရေးဥဆောင် institution ဒီပြည်သူကိုကိုစားပြုတယ်ပြည်သူနဲ့တိုက်တယ်ပြည်သူထောက်ခံမှုရှိတယ်ဆိုတဲ့စကားက the abstract စိတ်ဒဇနံပေါ့လက်ဆုံးတက်ကင်ပြလို့မရအောင်ကျွန်တော်တို့ကဒီပြည်သူရန်သူအကြမ်းဖက်စစ်တပ်ကိုရင်ဆိုင်ရှင်ပြိုင်တဲ့နေရာမှာအဲ့ဒီအကြမ်းဖက်စစ်တပ်ကိုပြည်သူရန်သူအကြမ်းဖက်စစ်တပ်ကိုနော်ရင်ဆိုင်ရှင်ပြိုင်နိုင်တဲ့အဖွဲ့အစည်းအားဖြင့်သာလျင်အနိုင်ရရှိနိုင်တယ်နော်တူးချင်းတယောက်ချင်းအားဖြင့်အနိုင်မရနိုင်ဘူးနော်ဒါကလည်းသိတယ်အဲ့တော့ဒါကြောင့်မလို့လည်းပဲကျွန်တော်တို့က NLD လက်ထက်က NLD ကိုထောက်ခံအားပေးခဲ့တယ်ဘာကြောင့်လဲဆိုတော့ NLD သားလျင်အကြမ်းဖက်စစ်တပ်ကိုရှင်နိုင်ရင်ဆိုင်ရှင်ပြိုင်နိုင်တဲ့တခုတည်းသောအားကောင်းမောင်းတဲ့အဖွဲ့အစည်းဖြစ်လို့ဖြစ်တယ်အဲ့တော့ NLD အားနည်းလို့ရှိရင်အကြမ်းဖက်စစ်တပ်ကိုကျွန်တော်တို့ကရင်ဆိုင်ရှင်ပြိုင်နိုင်မှာမဟုတ်တဲ့အတွက်ကြောင့် NLD ကိုကျွန်တော်တို့ကတော်လိုင်းတူအဖြစ်တော်လိုင်းတူ institution အဖြစ်နဲ့သတ်မှတ်ထားတယ် NLD ဒီပြည်သူကိုကိုစားပြုတယ်ဆိုတော့ကျွန်တော်တို့ကပြည်သူကိုသစ္စာရှိပါဆိုလို့ရှိရင်ဒီတော်လိုင်းတူ institution ကိုသစ္စာဆောင်သိရတာဖြစ်တယ်ထို့တူပဲအခုမျိုးတော်လိုင်းရေးမှာလည်းပဲအကြမ်းဖက်စစ်တပ်ကိုရင်ဆိုင်ရှင်ပြိုင်နိုင်တဲ့တူ institution တခုတည်းသောတူ institution က NUG ဖြစ်တယ်ဒါကြောင့်တော်လှန်ရေးကိုသစ္စာရှိတယ်ပြည်သူကိုသစ္စာရှိတယ်ဆိုတာက NUG အပေါ်မှာသစ္စာရှိတာဖြစ်တယ်ကျွန်တော်ကို NLD ကနေထုတ်ပယ်လိုက်တော့ကခင်ရှင်နဲ့သူ့ရဲ့အပေါင်းအပါတွေကလာစီးအောင်ကြတယ်ကျွန်တော်နဲ့ကိုဝင်းမော်ဒီရွှေတန်စင်ကကိုဝင်းမော်ကညီအကိုလိုဖြစ်နေကြတော့ကိုဝင်းမော်ကတဆင်စီးအောင်တယ်နောက်တော့ကျွန်တော်ကိုအဲ့ဒီ Orchid Hotel ပိုင်ရှင်နော်ဦးထိတ်အောင်ငါသူ့ Orchid Hotel မှာလုပ်တဲ့နော်ဆွေးနွေးပွဲတွေဖိတ်ပြီးတော့မှသူတို့မှာ project တွေရှိတယ်ဆိုတဲ့အကြောင်းကျွန်တော်ပါစီခြင်းကြောင်းစီးအောင်တယ်နော်ခင်ကြီးကစီးအောင်တာနော်ခင်ဗျားတို့သတိထားမိလို့ရှိရင် NLD ကကျွန်တော်ကိုထုတ်ပလိုက်တဲ့အချိန်မှာကျွန်တော်ကို interview တာအထူးသဖြင့်စင်တန်ပေးတာကအဲ့ဒီအကုန်သိကြောင်မျိုးမင်းတို့အကုန်သိနေနော်အဲ့ဒီ People Media အဲ့နှစ်ခုကကျွန်တော်တောက်လျှောက်စင်တန်ပေးတယ်ဆိုတော့သူတို့ဘက်ကတော့ရသမျှဖဲထုတ်တာပဲအဲ့တော့ကျွန်တော်အနေနဲ့က NLD ကိုမကျေနပ်တာနဲ့
NLD ကကျွန်တော်ကိုထုတ်ပယ်လိုက်တာနဲ့ခွေးနဲ့သွားပေါင်းရမှာလားခွေးကိုတက်ဆခံရမှာလားလူချင်းကပြိပကပြဿနာရှိတာပဲလူလင်းချင်းကြမှာပြဿနာတွေရှိတာပဲပြိပကရှိတာပဲအဲ့လူချင်းဖြစ်တဲ့ပြဿနာကြောင့်ကျွန်တော်ကခွေးနဲ့အပေါင်းအသင်းတော့မလုပ်နိုင်ဘူးဒါကြောင့်မလို့သူတို့တွေကျွန်တော်ကိုစီးအောင်ကြတယ်သိမ့်သွင်းတယ်ဒါကျွန်တော်မချကနာပြောဘူးတယ်ဒီအာနာသိမ့်မှုနောက်ွယ်မှာအဓိကကျိုးကင်တဲ့သူအဓိကမင်းအောင်နိုင်ကိုမြှောက်ပေးတာခင်းကြီးနော်ကလေးကြီးအကြဆုံးဒီကောင်ဆိုတော့တောင်းလျှောက်မဘာသာကိုဖန်တီးတာအထီးကယုံနေဖန်တီးတာရခိုင်ပြိပကကိုဖန်တီးတာနောက်ကိုတဲကလူဒီကိုဖဲထုတ်စီးအောင်တာအဓိကခင်းကြီးပဲဆိုတော့ခင်းကြီးကကျွန်တော်လာစီးအောင်တယ်နော်လူကိုယ်တိုင်နဲ့ပဲခင်းကြီးကကျွန်တော်လာစီးအောင်တယ်တော့အခွင့်အရေးတွေနောက်ဒီခွင့်ပေးတဲ့အခွင့်အရေးကိုကျွန်တော်ယူရင်ကျွန်တော်ခွင့်ဖြစ်သွားမှာပေါ့ကျွန်တော်ခွင့်နဲ့ပေါင်းသင်းစီရလားလူချင်းပြဿနာဖြစ်တာမတူဆန်းဘူးဒါလူတဘာဝလူဗီဇလူစီရိုက်လူအချစ်လူတော်ထဲမှာလူပြဿနာရှိတယ်အဲ့လူတော်ထဲကလူပြဿနာကိုအခြေပြုပြီးတော့မှခွေးတွေကလာဆွဲကြတယ်အဲ့တော့ကျွန်တော်တို့ကတော့လူပီသားတဲ့လူကိုတစ္ဆာရှိတဲ့လူဖြစ်တဲ့အတွက်ကြောင့်ခွေးကြတယ်မတူပါဘူးခွေးကြတဲ့တော့မရောတော့ဘူးဟေးအဲ့ဒီထင်းလင်းဆိုတဲ့ကောင်နော်ငကားဆိုတဲ့ကောင်ကခွေးကြတဲ့တွားတိုးပြီးတော့မှလူတွေကြားကိုနော်လမ်းသတင်းစကားတွေပို့တယ်အဲ့ဒီမှာလည်းပဲခွေးကိုမှနော်နေရာပေးချင်တဲ့ခွေးဆန်တဲ့လူတွေကလည်းပဲရှယ်ကြတယ်ကွန်မန့်တွေတွားရေးကြတယ်ကျွန်တော်ကြည့်လဲလာပို့တယ်အဲ့တော့အဲ့ဒီခွေးတွေကခွေးနေရာမှာခွေးကိုထားလူနေရာမှာလူလုံးနေနော်ခွေးနဲ့ပေါင်းတင်လို့ရှိရင်ခွေးပဲဖြစ်မယ်အဲ့တော့ကျွန်တော်တို့ကတော့နော်ဒီပုံမှာပြက်ခန့်ရှင်းပဲနော်လာမပိုးကြပါနဲ့နော်အဲ့တော့ခင်ဗျားတို့တော်လင်းတစ်ခုအောင်နိုင်ခြင်းလို့ရှိရင်တော်လင်းတအူ institution ကိုတစ္ဆာရှိမှဖြစ်မယ်ဒါပြည်သူကိုတစ္ဆာရှိတာလို့မြည်တယ်ဘာကြောင့်လဲဆိုတော့ပြည်သူကိုကိုစားပြုနိုင်တဲ့အဖွဲ့အစည်းသည်အဲ့ဒီအကြမ်းဖက်စစ်တပ်ကိုရှင်နိုင်တဲ့အဖွဲ့အစည်းပဲနော်အကြမ်းဖက်စစ်တပ်ကိုရင်ဆိုင်ရှင်းပြိုင်နိုင်နော်ရင်ဆိုင်ရှင်းပြိုင်နိုင်တဲ့အခြေအနေမရှိဘဲနဲ့ပြည်သူကိုကိုစားပြုနိုင်ဘူးဟုတ်လားဆိုတော့ကျွန်တော်တို့ကအကြမ်းဖက်စစ်တပ်ကိုရင်ဆိုင်ရှင်းပြိုင်နေတဲ့အဖွဲ့အစည်းကိုတစ္ဆာရှိရမယ်အားပေးရမယ်ဝန်းရံရမယ်နော်အရင်တုန်းကတော့ NLD ပေါ့အခု NUG ပေါ့နော်ဒါကိုကျွန်တော်အဲ့တော့တော်လင်းကိုတစ္ဆာရှိတာသည်ပြည်သူကိုတစ္ဆာရှိတာသည်တအူ institution ကိုဝန်းရံတာပဲဖြစ်တယ်ဆိုတာကိုပထမအောင်ဆုံးကျွန်တော်ပြောမယ်နော်ဒါကိုပထမအောင်ဆုံးပြောချင်တယ်နောက်ဟုတ်ပြီကျွန်တော်ကတအူ institution ကိုဘယ်လိုဝန်းရံကြမလဲလက်ချက်ပြောမယ်အဲ့ဒီတော့ကျွန်တော်မကြာခဏပြောတယ်အကြမ်းဖက်စစ်တပ်လူမျိုးနော် COC အားကောင်းတဲ့ institution အားကောင်းတဲ့နော်အဖွဲ့ကိုကျွန်တော်ရင်ဆိုင်ရှင်ပြိုင်မှုဆိုတာကကျွန်တော်တို့ဘက်ကလည်း institution အားကောင်းမှုလိုတယ်ဒီတော်လေးသမိုင်းစဉ်တစ်လျှောက်မှာအကြမ်းဖက်စစ်တပ်ကိုကျွန်တော်တို့ကမနိုင်ခဲ့တာဟာကိုယ့်ဘက်က institution အားကောင်းအောင်မသိဆောက်နိုင်ခဲ့လို့ဖြစ်တယ်နော်ဒါကိုကျွန်တော်ကမြင်ဖို့လိုတယ်အဲ့ဒီအတွက်ကိုကျွန်တော်ကအရေးကြီးတဲ့အယူဆနှစ်ခုကိုကျွန်တော်ပြောမယ်နံပါတ်1ပုဂ္ဂလိကနဲ့အဖွဲ့အစည်းနဲ့ပြဿနာဖြစ်ရင်အဖွဲ့အစည်းကအမြဲတမ်းအနိုင်ပေးရမယ်အဖွဲ့အစည်းကအမြဲတမ်းမှန်တယ်နော်အဲ့တော့ပုဂ္ဂိုလ်ရေးတွေကိုနိုင်ငံရေးတဲ့ဆွဲသွင်းမလာနဲ့နော်ပုဂ္ဂိုလ်ရေးတွေကိုနိုင်ငံရေးတဲ့ဆွဲသွင်းမလာနဲ့နော်မမေရဲ့ပုဂ္ဂိုလ်ရေးခံစားချက်တွေပုဂ္ဂိုလ်ရေးပြိပခါတွေကိုတော်လည်းအသွင်ဆောင်မလာနဲ့အဲ့တော့မမေရဲ့ပုဂ္ဂိုလ်ရေးမကျန်တဲ့ချက်တွေကိုနော်တော်လည်းအသွင်ဆောင်လာခဲ့လို့ရှိရင်ပုဂ္ဂိုလ်ဒီအဖွဲ့အစည်းအတွင်းမှာအကွဲအပြဲတွေဖြစ်နေမယ်အဖွဲ့အစည်းထဲမှာကိုကအစင်ပြေဖြစ်တာနဲ့နော်အဲ့ဒီကိုယ့်ရဲ့အစင်ပြေဖြစ်မှုကိုနော်ဒီပုဂ္ဂိုလ်ရေးဒါငါရဲ့ပုဂ္ဂိုလ်ရေးခံစားချက်ပုဂ္ဂိုလ်ရေးပြိပကပါလားလို့မမြင်ဘဲနဲ့မှာနော်ကျွန်တော်တို့ကဒီတော်လန်ရင်အတွင်ဆောင်လာတဲ့အတွက်ကြောင့်အဖွဲ့အစည်းအတွင်းမှာ
အကွဲပြဲတွေဖြစ်ကြတယ်အဲ့တော့ကျွန်တော်ကို NLD ကအရေးယူတဲ့အခါမှာလူတဘာဝလူစိတ်အရာကျွန်တော်မှန်တယ်လို့ကျွန်တော်မြင်တာပဲလူတိုင်းကနော်ကိုမားတယ်လို့ဘယ်သူမှမမြင်ကြဘူးမိဘနဲ့တာသမီနဲ့ပြဿနာတက်လို့ရှိရင်အဖေမားတယ်အမေမားတယ်လို့မြင်တာလူတဘာဝကိုနဲ့ကိုစနီးမယားနဲ့ကိုယောက်ျားနဲ့ပြဿနာတက်လဲပဲငါးသားလီအမှန်လို့မြင်တာလူတဘာဝအဲ့ဒီငါးသားလီအမှန်ဆိုတာကြီးကိုအဖွဲ့အစည်းတဲ့ယူတက်လာလို့ရှိရင်ဘယ်တော့မှအဖွဲ့အစည်းဖြစ်မလာတော့ဘူးအဲ့ဒါကြောင့်မလို့နော်ငါနဲ့အဖွဲ့အစည်းနဲ့ရှင်လို့ရှိရင်အဖွဲ့အစည်းကအမှန်ဖြစ်တယ်ဆိုတာဒီနံပါတ်1 rule နော် institution ဖြစ်ပေါ်လာရေးအတွက်အဖွဲ့အစည်းခိုင်မာရေးအတွက်နံပါတ်1 rule ဒီနံပါတ်1စီမင်းစည်းကမ်းဒီနံပါတ်1ဥပဒေသားဒီငါနဲ့အဖွဲ့အစည်းနဲ့ရှင်အဖွဲ့အစည်းမှန်တယ်နော်အဲ့လိုမျိုးမဟုတ်လို့ရှိရင်ကျွန်တော်တို့ကအဖွဲ့အစည်းတိုင်းကနော်အဲ့လိုပုဂ္ဂိုလ်ရေးတွေကနိုင်ငံရေးတော်လှန်ရေးအသွင်ဆောင်လာပြီးတော့မှအကွဲကွဲအပြဲပြဲနဲ့အဖွဲ့အစည်းဖြစ်လာမှာမဟုတ်တော့ဘူးအဖွဲ့အစည်းတွေအားနည်းသွားလိမ့်မယ်နော် institution အဖြစ်တက်လန်းနိုင်မှာမဟုတ်တော့ဘူးကျွန်တော်တို့တော်လှန်ရေးပချမ်းက institution အဖြစ်နဲ့မတိစောက်နိုင်လို့ရှိရင်အကျဉ်းဖက်စစ်တပ်ကိုဘယ်တော့မှမနိုင်ဘူးဒါဥပဒေသား1ဥပဒေသား2နော် institution တစ်ခုဖြစ်ဖို့ဥပဒေသား2ကဥဆောင်နိုင်ရင်ဥဆောင်ဥမဆောင်နိုင်ရင်နောက်လိုက်ခင်ဗျဥဆောင်နိုင်လားဥဆောင်လိုက်ဥမဆောင်နိုင်ဘူးလားနောက်လိုက်အေးဥလည်းမဆောင်နောက်လည်းမလိုက်နော်ကန့်လန့်တိုက်နေလို့ရှိရင်တော့ဘယ်တော့မှအဖွဲ့အစည်းတွေမအောင်မြင်ဘူးနော်အဖွဲ့အစည်းတွေမအောင်မြင်လို့ရှိရင် institution မဖြစ်လာဘူးကျွန်တော်တို့ဘက်က institution မဖြစ်လာဘဲနဲ့နော်တသွေးတတန်တမိတ်နဲ့ဖွဲ့စည်းထားတဲ့စစ်တပ် institution ကိုမနိုင်ဘူးဆိုတော့နော်ဒီသဘောထားနည်းကိုကျွန်တော်တို့ကနှလုံးသားနဲ့စိတ်ထဲအုံနောက်ထဲနော်နေရာတိုင်းမှာကျွန်တော်တို့တော်လှန်ရေးနေရာတိုင်းတောင်းဆုံးနေရာဆုံးမှာဖြန့်ကျက်ထားဖို့လိုတယ်နံပါတ်1ငါနဲ့အဖွဲ့အစည်းနဲ့ရှင်လာလို့ရှိရင်နော်ငါသားလေးအမှန်နဲ့လူတိုင်းယူဆတတ်ကြတယ်ဒါပေမဲ့ငါနဲ့အဖွဲ့အစည်းနဲ့ရှင်လာလို့ရှိရင်အဖွဲ့အစည်းသားလေးအမှန်ဖြစ်တယ်ဒါကြောင့်မလို့ကျွန်တော်နဲ့ NLD နဲ့ဖြစ်တဲ့ပြိပက္ခမှာ NLD သားလေးအမှန်လို့ကျွန်တော်ပြောခဲ့တယ်ကျွန်တော်နဲ့ NUG နဲ့ဂျားမှာရှိတဲ့အစင်မပြေမှုမှာ NUG သားအမှန်လို့ကျွန်တော်ပြောခဲ့တယ်အကယ်၍ကျွန်တော်သားအမှန်ဆိုရင် NLD မြောင်းနဲ့ရောက်အောင်ကျွန်တော်လုတ်တော့မှာပေါ့အဲ့ဒါဆိုအဖွဲ့အစည်းပြိုကွဲမယ်အဖွဲ့အစည်းကြဆုံးမယ်အဖွဲ့အစည်းကြဆုံးတော်လင်းဥဆောင်အဖွဲ့အစည်းကြဆုံးတာဒီတော်လင်းရေးကြဆုံးတာပဲဒီသူတွေကြဆုံးတာပဲဒါကြောင့်မလို့အဖွဲ့အစည်းတစ်ခုအောင်မြင်စေချင်ရင်အဲ့ဒီအဖွဲ့အစည်းကို institution အဖြစ်နဲ့တန်လန်းစေချင်လို့ရှိရင်ငါနဲ့အဖွဲ့အစည်းနဲ့ရှင်နာတဲ့ပြဿနာတိုင်းမှာအဖွဲ့အစည်းကိုနော်အဖွဲ့အစည်းကိုအနိုင်ပေးရမယ်အဖွဲ့အစည်းကအမှန်လို့ကျွန်တော်မှတ်ယူရမယ်နံပါတ်1နံပါတ်2ဘလူးကဥဆောင်နိုင်ရင်ဥဆောင်နိုင်ရင်နောက်လိုက်ဟုတ်ပြီနော်ဥလည်းမဆောင်နောက်လည်းမလိုက်နော်ကျွန်တော်တို့ကကန့်လန့်တိုက်နေကြရင်အဖွဲ့အစည်းကဖြိုဖျက်ဖြစ်မဲ့ပြိပက္ခတွေများနေမယ်ဘယ်တော့မှရှင်းမရောက်တော့ဘူး institution ဖြစ်မလာတော့ဘူးအဲ့တော့ NUG ကိုမင်းတို့မကျင်ဘူးလား NUG နေမှာအစားတို့ဝင်နိုင်လားအဲ့တော့စဉ်းစားဥဆောင်နိုင်လားကိုကကျွန်တော်ရှင်းတယ်ကျွန်တော်အမြဲတမ်းပြောတယ် NUG နေမှာကျွန်တော်သွားလုပ်လဲပဲသွားတောင်းဝင်ယူလဲဒီလောက်ပဲရမယ်ဒီပေးတော့ချက်နဲ့ဒီလောက်ပဲရမယ်ဒါကျွန်တော်တော့ရှုပ်ပြောနေတဲ့စကားအဲ့တော့ကိုကဥမဆောင်နိုင်တော့ဥဆောင်နိုင်တော့ကိုလိုက်တယ်အဲ့တော့ NUG ကိုမကျင်တတ်ဘူးလားဥဆောင်နိုင်လား NUG ကိုအစားတိုးနိုင်လား NUG ကိုဖယ်ရှားပလိုက် NUG ကိုဖယ်ရှားပြီးကိုအစားတိုးနိုင်လားဒါဆိုရင်လို့ကဲအကယ်၍ NUG နေမှာကိုအစားမဆုံးနိုင်ရင်တော့ရှင်းကရရင်ပြောရင်တောက်စကားမများနဲ့နော်တောက်စကားသိမများနဲ့လို့ပဲကျွန်တော်ပြောလို့ရတယ်နောက်လိုက်လို့နော်ဒါမှကျွန်တော်တို့ကနော်အချမ်းဖက်စစ်တဲ့လူသွေးတန်တမိတ်ဖွဲ့စည်းထားတဲ့ institution ကိုအနိုင်တိုက်နေမှာနော်ဒီသတင်းစကားကိုကျွန်တော်ပြောချင်တာပါနော်နံပါတ်1နော်ပြည်သူပေါ်သစ္စာရှိခြင်းဆိုတာဒီတအူး institution ကိုသစ္စာရှိခြင်းဖြစ်တယ်နော်တော်လှန်ရေးကိုသစ္စာရှိခြင်းတော်လှန်ရေးကိုဝိရံခြင်းပြည်သူကိုဝိရံခြင်းဆိုတာဒီနော်တအူး institution ကိုဝိရံခြင်းဖြစ်တယ်နံပါတ်2ကိုဘက်က
institution အားကောင်းမှတသွေးတတန်တမိတ်နော်အကြမ်းဖက်စစ်တပ်ကိုအကြမ်းဖက်စစ်တပ် institution ကိုအနိုင်တိုက်နိုင်မယ်ဟုတ်ပဲကိုဘက်က institution အားကောင်းဖို့အတွက်ဆိုလို့ရှိရင်ဥပဒေတောင်2ရက်ရှိတယ်ငါနဲ့နော်အဖွဲ့အစည်းနဲ့ပြိပက္ခဖြစ်လို့ရှိရင်အဖွဲ့အစည်းအမြဲတမ်းမှန်တယ်နံပါတ်1ဥပဒေတောင်နံပါတ်2ဥပဒေတောင်ဥဆောင်နိုင်ရင်ဥဆောင်ဥမဆောင်နိုင်ရင်နောက်လိုက်ကန့်လည်းမတိုင်နဲ့နော်ဒါပါပဲနော်အဲ့ဒါကိုနော်ပြည်သူတွေကိုယ်တိုင်လည်းသိပါလန်းလန်းမိသမျှဖြန့်ဝေကြပါနော်ဒါပါပဲ